အားလုံးပဲမင်္ဂလာပါအဲ့တော့ကျမတို့တစ်ခါတလေကြာရင်အကြောင်းရင်းမရှိဘဲနဲ့ခေါင်းကိုက်တာမျိုးတွေဒါမှမဟုတ်ဘူးဆိုရင်ခန္ဓာကိုယ်လေးလေးပေပေနဲ့နေထိုင်ရတာပေါ်ပါမှုမရှိဘူးတွက်လက်မှုမရှိဘူးအဲ့လိုမျိုးတွေဖြစ်ဖို့ကြသလားအဲ့ဒါဘာကြောင့်ဖြစ်တာလဲဆိုရင်ကျမတို့ကပစ္စုပန်ဆိုတဲ့ present state မရှိနေတာကြောင့်ဖြစ်တယ်။ဘာကြောင့်လဲဆိုကျမတို့ရဲ့စိတ်ရဲ့ခန္ဓာရဲ့ကျမတို့ mind body separate ဆိုတာဒါအားလုံးဘူးလေးရှိတဲ့ဝဟာရmind ရှိတယ်ပြီးတဲ့ခါကျရင် body ရှိတယ်ပြီးတဲ့ခါကျရင် separate လို့ခေါ်တဲ့ဝိညာဉ်ရှိတယ်ပေါ့နော် mind ဒီကျမတို့ရဲ့အတိတ်ကိုလည်းပြန်သွားလို့ရတယ်လို့ကျမတို့အနာဂတ်ကိုလည်းရောက်နေလို့ရတယ်အဲ့တော့ကျမတို့ရဲ့စိတ်ကိုတော့ကျမတို့ကခိတ္တခဏညာလို့ရမယ်သို့တော့ကျမတို့ရဲ့ဒီပစ္စုပန်မှာရှိနေတဲ့ခန္ဓာကိုတော့ကျမတို့ကညာလို့မရဘူးပေါ့နော်အဲ့ဒါကိုကျမတို့ကဒီလက်ရှိပစ္စုပန်ကိုမိနေတက်ပြီးတော့ကျမတို့ကအတိတ်တွေကိုပြန်သွားလိုက်အနာဂတ်တွေကိုပြန်သွားလိုက်နဲ့ညာနေတတ်တယ်အဲ့ဒီခါမှာကျမတို့ရဲ့ခန္ဓာကိုယ်ကမခံနိုင်တော့ဘဲနဲ့ဒီပေါ့နော်နာကျင်မှုတွေဒီလို size တွေပြလာတာပေါ့နော်အဲ့ဒီရဲ့သဘောတဘာဘာကိုပြောချင်တာလဲဆိုဟေးမင်းပြစ္ဆုတ်ပံမှာပြန်လာနေတော့ပြစ္ဆုတ်ပံကိုမင်းတတိထားတော့ဆိုပြီးခန္ဓာကိုယ် sign တွေပြန်ပေးတာမျိုးပေါ့နော်အဲ့တော့ကျမတို့ကတတိထားရမှာကနေ့စဉ်ကျမတို့နေမယ်ဆိုရင်ကျမတို့ရဲ့ဒီခန္ဓာကိုယ်ကိုမညာဖို့လိုအပ်တယ်ပေါ့နော်အဲ့အတွက်ကြောင့်မို့ဒီ manifestation ကြီးတော့လောက်ကြပါတယ်သို့တော်မပြည့်ဘူးဘာကြောင့်လဲအဲ့ဒီရဲ့လှုပ်ဝက်ချက်ကဘာလဲဆိုရင်ကျမတို့ကခန္ဓာကိုယ်ကညာလို့မရဥပမာပေါ့ငါအရန်ချမ်းသာအောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တယောက်ဖြစ်ချင်တယ်ငါအရန်ချမ်းသာအောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တယောက်ဖြစ်ချင်တယ်နေ့တူကကျမတို့ manifest လုပ်တယ်ဒါတော့ကျမတို့ရဲ့ခန္ဓာကိုကျမတို့ကညာလို့မရခန္ဓာဘယ်လိုတွေ့ခန္ဓာရဲ့ဒီ nervous system မှာဘယ်လိုသွားပြီးပေါ်လဲဆိုဟေးငါအောင်မြင်သွားရင်ငါဒီထက်ပိုပြီးပင်ပန်းမှာလားငါအောင်မြင်သွားရင်ငါ့ကိုဘယ်သူတွေကတိုက်ခိုက်ကြမလဲစသဖြင့်သူကအဲ့လိုမျိုးတွေတွေးကုန်တယ်အဲ့ဒီ pattern တွေပေါ်ကုန်အဲ့အတွက်ကြောင့်မလို့ကျွန်တော် body system ကဒါဟာကို reject လုပ်တယ် reject လုပ်တဲ့အခါကျတော့ကျွန်တော်တို့ရဲ့ manifest တွေကဘလောက်ပဲ manifestation လုပ်လို့ကျွန်တော်တို့ကမပြည့်လာနိုင်တော့အဲ့တော့ကျွန်တော်တို့ manifest လုပ်တယ်သို့တော့မပြည့်လာဘူးဆိုတာကကျမတို့ရဲ့ဒီ nervous system က reject လုပ်နေလို့ပေါ့နော်အဲ့တော့ဒီ nervous system reject လုပ်တာကိုဘယ်လိုမျိုး pattern ပြင်ရမလဲသိချင်တယ်ကို manifest လုပ်ထားတဲ့အရာတွေအကုန်လုံးကိုလည်းaccept ဖြစ်ချင်တယ်ဆိုရင်တော့ကျမတို့ဒီ9လပိုင်းမှာပြင်ပါမယ် sound of success ဆိုတဲ့ training ပွဲလေးကို join ဖို့တိုက်တွန်းလိုက်ရပါတယ်